qua tám năm trai à thì mà xí à để bé toàn mà đi vô à tôi mới ở cháu đi chứ này vì tôi này bạn nhiều cháu mà ba mươi phi này rồi là khá là đi lại anh cao mà này xem mà bố bà này mà xí giáo là gì hả hey mà ba năm trai à bạn cái này vì tôi ở trên này ba mươi biểu này trai này mình nên đi ra share này số trai à là chế sự biểu biểu ngao cùng đi bà ha hậu bị khá là này đó mà nó thằng chị nào mày tụi bà ngài đó tụi mấy có lên nè tụi mấy bảo anh chị nhà có thể mà thì nhớ thì cháu nên mình chị nên xí về chụp bài tụi mấy nhớ xí về cháu tụi mấy ở đây đó tại mình vào cha này mấy bà cái này vì tụi cả ý xí đi nấu mình cha hả thì nên là sao tao xài mà đi vào chế mình cha này ê vì tụi nó chắc cho này đi cha bảo rồi nếu màပြောchứ đâu sao vậyပြောà ha mà nó thằng như vậy mà chỉ vì tôi tay bắt tòa mà lâu này ngã là mẹ cô mẹ mà hậu trù cho cả bà tôi ba đứa nhà này vì tôi đó ấy tôi bảo rằng này cô mẹ ngã nếp bằng cái sao ấy rồi mà nuôi mà bà vì tôi có chỉ lục cho để bộ aku đi mẹ tôi mẹ bà sĩ thì nên đi suy cháu vì tôi nếp bằng cái sao cô mẹ nó cái này mà nó này đâu chỉ là ngã bà má ta rồi đi ngã này tôi nói cô nhị cháu cô nhị bé à đi mà cô này này thì rồi biết là cái gì sẽ làm hậu trả bây giờ ngã mà thì rồi nhớ cái gì rồi nên đi rồi cho xí ảo nhớ mà bộ hậu bị mà toa rồi thì nhị em ấy xí lấy toa ảo mày cha cháu có lấy cái này mình nghe chơi mà nên xí hà tôi mấy em ấy xí toa này chứ cháu mà khi kia rồi tôi mấy em ấy cho cha lấy bài tôi biết là gì cha bây giờ cô là ba mươi sẽ bảo tôi bây giờ cháu nuôi rồi cô nhiều mà cháu rồi cho cha này đi cái mẹ tôi nói là để tôi biết anh em bên này có cô bố cứu sai tôi biết cô lát thằng mà thà đều anh ấy cô lát hay là mà hậu trả nào khi này cái sao nó mà sẽ bảo nó cái này anh ấy bảo nó tôi biết sẽ khó là đấy còn ấy tùy thà nó nữa sẽ khó là sao vậy tôi hiểu là bên rồi đấy tôi biết thì điều là đó còn ấy là nó còn là gì đấy tôi mà sai nhá chạy khá cả bác sĩ câu gì đấy tôi cả ý chí việc lại còn mà đi theo路线呀，大家都没有预期呀。他说非那边都没这个人不被逼迫，家里面都没有讲理我们最大的理，不能讲理有呀嘛嘞。本来在大家里面，一时间进来，都没有讲理有的包家嘛，没有的包住嘛啦。讲理有个干嘛理有拉追家嘞，但是家里讲理有的包家去喂，大家阿龙下来了他背个的包住去家喂。大家没事哈，晒得手的呢来拆开来，起码你要一样那来，在没你要拿的那一波是没有啦咯，俺们记得的体查为你话咯，上班的地面对啊，为了真正的但没有老家呀，怎么不呀？家里把路上标你嘞，爸，俺你啥的，俺你把你收给我，地不呀，哈罗么做的啥，俺也多吃地标来比，但是了差不要，人呢也炸开来。ဒီလိုနဲ့တနေ့မှာတော့ဒီလိုစားတောက်ဆိုင်ကိုမလိုက်တော့တော်တော်ကြာသွားပြီပဲ။ချာပါရောင်းမကြီးရောင်းမလာပြီးတဲ့ကသမီးတို့အိမ်ကတကယ်ဆိုပြေလာတာလေ။ငါစိတ်ဆက်ရွေးချက်ကြရလေ။ဒီတော့အစားကညီနေကြသေးလား။ဒါသူတို့ယောက်ကကျွန်တော်ဒီလိုပြောခဲ့တယ်ပေါ့။တော့ကျွန်မရှင်းလို့ရတဲ့စကားမပြောချင်တော့ဘူး။ဒါဟိုရင်ကပါ။အခုတော့ကိုမင်းကိုအရန်သဘောကျတယ်။တကယ်ပြောတာ။ပြောပါဒီနေ့ပါစားခြင်းလဲ။ပြီးတော့ရောက်မှာတမီးတင်ငယ်ချင်းတွေကိုတော့ပြောပြပြီတမီးရဲ့ရောက်မှာလားဘယ်သူရောက်မှာမလားဘူးလို့အမေသိရတော့လူတယောက်ကစိတ်ထားနာကိုအရေးကြီးဆုံးပဲပြီးတော့အမေရဲ့ချွေမကစိတ်ထားအောင်ရုပ်ကအကုန်လာပြီသားပဲပြီးတော့ကြိတ်တာပဲမလိုက်ရင်အမလည်းအဲ့ဒါပဲစားမယ်မှားထားရလားမဟုတ်ခင်အမနဲ့ဝက်ရှော်တစ်ချက်တော့လိုက်ခဲ့ပြီပါလားလက်စီကပရီယာနဲ့အတူတူဝက်ရှော်ကိုတားခဲ့ပါတယ်ပရီယာဟာဝက်ရှော်နဲ့မှဖြစ်ပြီးတော့မက်ဆီကအတင်ကနေစောင့်နေခဲ့တဲ့အခါမှာတော့ငါတို့မနေ့ကကြံနေမှုနဲ့ပဲချရမှာမလားဒီနေ့ရလာတဲ့ဟင်းချက်ဆရာလက်ဆက်ဆက်တွေကိုတောင်းရသေးဘူးဒီစားတောက်ဆိုင်မှာအလုံးလုံးရကြပြီဒီနေ့ဒီဘယ်သူမှဒီအကြောင်းကိုမသိသေးဘူးမလားဖေဟာကြီးဒါဘလို့စားတောက်ဆိုင်ကြီးလေသူတို့ကစားတောက်သူတွေကိုလှည့်စားပြီးတော့အချင်းအချန်တွေပဲကျွေးနေတာပေါ့မက်ဆီယာဒီအကြောင်းကိုစားတက်ကိုသွားပြောခဲ့ပါတယ်ဘာကိုခုမန်နေဂျာကိုဒီအကြောင်းသွားပြောပြမယ်ခဏတော့နားလည်မှုလွဲနေကြတာပါကျွန်တော်တို့စားတောက်ဆိုင်မှာနေရင်လက်ဆက်တဲ့အသေးရက်တွေနဲ့ချက်ပြုတ်ကြတာပါခဏတော့မလို့ရင်စားတောက်ဆိုင်ရဲ့မိဘကောင်ကိုလာကြည့်လို့ရပါတယ်အတွင်းချန်နေနဲ့ချက်ပြုတ်နေကြတာသူတို့မြောက်ပါဒါပါရီဖြစ်နေရလေ
ဟမ်စားတော့ခိုင်တုံးကိုနေ့တိုင်းဒီတော့ဈေးကြီးပြီးတော့လက်ဆက်တဲ့အသေးရွက်တွေရနေရလေအဲ့ဒါကြီးဘယ်ရောက်ကုန်လဲပြီးတော့ဘာလို့ဒီအကျွမ်းကြံနေတော့တုံးနေရလဲဟမ်အမှန်တိုင်းပြောပြမလားမင်းတို့ကရဲလက်အပ်လိုက်ရမလားကျွန်တော်တို့မှားတော့ပါတယ်ဆရာခွင့်လို့ပေးပါကျွန်တော်တို့လက်ဆက်တဲ့အသေးရွက်တွေကိုဈေးထဲမှာပြန်အောင်ပြီးတော့အကျွမ်းကြံနေနဲ့ပဲချက်ပြုတ်ကြပါတယ်မင်းတို့နေရာလောက်ခဲ့တဲ့အမှားကြောင့်အခုချက်ချင်းအလုပ်ကနေထွက်မင်းတို့နေရာတော့အခုချက်ချင်းငါစားတော့ဆိုင်ကနေလက်လိုက်တော့ကျေးဇူးတင်ပါတယ်ခင်ဗျားတို့ကကျွန်တော်စားတော့ဆိုင်ရဲ့ပုံရိပ်ကိုပြတ်မသွားလို့ကူညီပေးလိုက်တာပါမဟုတ်ရင်တော့သူတို့နေရာကြောင့်ကျွန်တော်စားတော့ဆိုင်နာမည်ပြတ်သွားမှာဒါတွေကကျွန်မချွေးမလေးမန်စင်ကြောင့်ပါခင်ဗျားကသူ့ကိုသာကျေးဇူးတင်နေတာကျေးဇူးတင်ပါတယ်မဒန်ခင်ဗျားတို့ကူညီပေးရလို့ဒီနေ့ကျွန်တော်ရဲ့စားတော့ဆိုင်ကအစားအစာတွေခင်ဗျားတို့အတွက် free ပါဒါတွေရောအကျွမ်းချက်နေနဲ့ချက်ထားတာမဟုတ်ဘူးမို့လားဒီနေ့ကစပြီးတော့ကျွန်တော်ကိုယ်တိုင်တတိယစောင့်ကြည့်ပါမယ်ဒါမျိုးနောက်တစ်ခါမဖြစ်စေရပါဘူးဗျာဟိုးရှာမကတော့အမခံနေဟိဒီနေ့တော့ရောင်းမကြောင့်အရသာရှိရဲ့အစားအစာတွေ free စားနေရပြီဒီတော့ရောင်းမမှာနေရရွှေလေးတွေရှိနေရတော်တော်အကျိုးရှိတာပဲဒါတော့ဟုတ်တယ်အမကကောလေးနဲ့အမနေကြီးရဲ့ပတ်ဝန်းကျင်မှာနေဒီအတွက်ကြောင့်လည်းကြီးရလေပြီးတော့တုံးရတော့အားရပါရရှိခဲ့ကြပါတယ်နောက်တစ်နေ့နေ့လည်းခင်မှာတော့စာသက်စီကဖုန်းဝင်လာခဲ့ပါတယ်မက်ဆီကိုအိမ်မှာဖိုင်တစ်ခုကြံခဲ့လို့ပြီးတော့ဒီနားမှာလည်းကိုမှားလိုက်လို့ရတဲ့လူတရားမှမရှိဘူးမင်းကိုယူလာပေးလို့ရမလားဟုတ်ပြီစာသက်ကျွန်တော်ဖိုင်ယူပြီးတော့အခုလာခင်မယ်မက်ဆီဟာဖိုင်ယူပြီးတော့စာသက်စီသွားခဲ့ပါတယ်ဒါပေမဲ့စာသက်ကအိမ်မှာရှိနေပါဘူးစာသက်ရှိမလေးကျွန်တော်ရောက်နေမင်း15မိနစ်လောက်အိမ်နားမှာပဲစောင့်နေကိုလာခဲ့မယ်အေးဒါကနေရလေစာသက်ပြောတာတော့သူအရင်ပေါ့ပြက်လို့အလုံးထူလိုက်ပြီဆိုသူအခုအဲ့ကြောင့်နဲ့ဘာတွေပြောနေရလဲငါနားထောင်ကြည့်ရမယ်နားထောင်မင်းဒီ building ဆောက်လို့ရှိရင်အစုပ်ပြက်ဆို material တွေသုံးပြီးတော့ဆောက်အဲ့ဒါမှရအနေငယ်တွေဒီအဆောက်အဦပြက်စီပြီးတော့ငါ့ကိုအလုံးထုတ်ခဲ့တဲ့စာသက်ပေါ်အဖြစ်တွေရောက်မှာခင်ဗျားစိတ်မပူပါနဲ့ကျွန်တော်အကုန်ကြည့်လို့လိုက်မယ်ခင်ဗျားကကျွန်တော်ပတ်စံတွေအစင်းစဲထုတ်တာဟုတ်လားအေးဒါဆိုရင်တခြားလူတွေငါ့ကိုတွေ့ရင်ငါပြန်တော့မယ်ဒီ news ကဘယ်လိုလိုမျိုးလဲမသိဘူးအခုထိမမှတ်သေးဘူးကျွန်တော်တို့စကားတွေကိုအချိန်မီကြားရလို့ဖះကိုကျေးဇူးတင်ရမယ်စာသက်ကိုဒီအကြောင်းအကုန်ပြောပြရမယ်မင်းတို့ကလွတ်မယ်မထင်နဲ့ဘာဖြစ်တာလဲမက်ဆီမင်းကိုဘာလို့ရုပ်ချက်ကြီးဖုန်းဆက်ပြီးတော့ခေါ်ခဲ့ရလဲဒီမှာကြည့်စာသက်ကျွန်မဖုန်းနဲ့ဗီဒီယိုလိုက်ထားတယ်ဒီဗီဒီယိုကိုသိချကြည့်ပါဒါကရှင့်အလုပ်လုပ်ရဲ့ news မလားဒီ news ကရှင့်စီမှာအလုပ်လုပ်တဲ့သူကိုဘာတွေပြောနေရလဲဆိုတာနားထောင်ကြည့်လိုက်သူဒီလောက်ထိအကြည့်ရောက်တဲ့လူဖြစ်နိုင်မယ်လို့ကိုမထင်ထားဘူးမင်းစိတ်မပူပါနဲ့မက်ဆီကိုရဲကို TV ကိုပြပြီးတော့သူတို့ကိုဖမ်းခိုင်းလိုက်မယ်စာသက်ကရဲကို TV ကိုပြပြီးတဲ့အခါအကြည့်ရောက်တဲ့ news နဲ့အတူတူဒီအကြည့်ရောက်တဲ့အလုပ်သမားကိုပါရဲဖမ်းသွားခဲ့ပါတယ်မက်ဆီမင်းကကိုလည်းနဲ့မတော်တဆဒီလောက်ကြီးရဲ့ပြမှုကြီးဖြစ်မှာကိုကောက်ွယ်ပေးလိုက်တာပဲ Thank you so much ဒါပေမဲ့သူတို့စကားပြောတဲ့ကိုဒီလောက်အဝေးကြီးကနေမင်းဘယ်လိုလုပ်ကြားခဲ့ရလဲစာသက်ဟာမက်ဆီကိုခေါ်ပြီးတော့အိမ်ပြန်လာပါတယ်ပြီးတော့ဖြစ်စဉ်အားလုံးကိုအမေနဲ့ပရီယာကိုပြောပြခဲ့ပါတယ်သူတို့နှစ်ယောက်လည်းဒီအကြောင်းကြောင့်အရန်ကြော်သွားခဲ့ပါတယ်မတ်ချွေးမလေးလိုလူမျိုးကတသိန်းကတယောက်တော့ရှိမှာမဟုတ်ဘူး